အားလုံးပဲမင်္ဂလာပါစวัสดีครับထိုင်စကားပြောတဲ့နေ့ဆက်ကွန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကဆိုရင်တော့29ရက်မြောက်နေ့ဖြစ်ပြီပေါ့နော်ဒီနေ့ခေါင်းစဉ်လေးကလှုပ်ရှားမှုပြကရိယာစကားလုံးများတဲ့နော်စပြီးတော့ကြည့်လိုက်ကြအောင်ပါပထမဆုံးတစ်လုံးကနန်းရဲ့အဓိပ္ပာယ်ကထိုင်တာဖြစ်ပါတယ်ဘယ်လိုနေရာမှာပြောမလဲနန်းလုံးตรงนี้နန်းလုံးကထိုင်ချလို့ပြောတာပါตรงนี้ဒီနားမှာနန်းလုံးตรงนี้ဆိုရင်ဒီနားမှာထိုင်ချလို့ပြောတာဖြစ်ပါတယ်ဒါနံပါတ်1တစ်လုံးပါနန်းထိုင်တာဖြစ်ပါတယ်နံပါတ်2တစ်လုံးยืนကကြတော့မတက်ရတာဖြစ်ပါတယ်ဥပမာยืนรอรถเมล์ยืนမတက်ရတဲ့รอစောက်တယ်รถเมล์လိုင်းကားยืนรอรถเมล์ဆိုရင်လိုင်းကားကိုမတက်ရပြီးတော့စောင့်နေတာဖြစ်ပါတယ်ဒါနံပါတ်2တစ်လုံးပါยืนမတက်ရတာဖြစ်ပါတယ်နံပါတ်3တစ်လုံးက wing ကပြေးတာဖြစ်ပါတယ်ဥပမာ wing ออกกำลังกาย wing ပြေးတယ်ออกกำลังกายအားကစားလုပ်တယ် wing ออกกำลังกายဆိုရင်အားကစားလုပ်ပြီးတော့ပြေးတာနော်အားကစားလုပ်ဖို့အတွက်ပြေးတာကိုပြောတာပါဒါနံပါတ်3တစ်လုံးပါ wing ဖြစ်ပါတယ်ပြေးတာပါနံပါတ်4တစ်လုံးကเดินကလမ်းလျှောက်တာဖြစ်ပါတယ်ဥပမာเดินไปตลาดเดินလမ်းလျှောက်တယ်ไปตลาดဈေးကိုသွားတယ်เดินไปตลาดဆိုရင်ဈေးကိုလမ်းလျှောက်ပြီးတော့သွားတာဖြစ်ပါတယ်ဒါနံပါတ်4တစ်လုံးပါเดินဖြစ်ပါတယ်နံပါတ်5တစ်လုံးကเปิดရဲ့အဓိပ္ပာယ်ကဖွင့်တာဖြစ်ပါတယ်ဥပမာเปิดประตูဖွင့်တယ်ประตูတကားပေါက်เปิดประตูတကားပေါက်ဖွင့်တယ်ဖြစ်ပါတယ်ဒါနံပါတ်5တစ်လုံးပါဖွင့်တာဖြစ်ပါတယ်နံပါတ်6တစ်လုံးကปิดကကြတော့ပိတ်တာဖြစ်ပါတယ်ဥပမာปิดไฟก่อนนอนปิดไฟဆိုတာမီးပိတ်တာဖြစ်ပါတယ်ก่อนนอนမအိပ်ခင်နော်นอนဆိုတာအိပ်တာก่อนนอนဆိုရင်မအိပ်ခင်လို့ပြောတာဖြစ်တယ်ปิดไฟก่อนนอนမအိပ်ခင်မှာမီးကိုပိတ်ပါလို့ပြောတာဖြစ်တယ်ဒါနံပါတ်6တစ်လုံးပါปิดဖြစ်ပါတယ်နံပါတ်9တစ်လုံးကถือကကြတော့ကင်ထားတာဖြစ်ပါတယ်ဥပမာถือกระเป๋าหนักถือกင်ထားတဲ့กระเป๋าအိတ်หนักလေးတယ်ถึงกระเป๋าหนักဆိုရင်အိတ်ကင်ထားတာလေးတဲ့အိတ်ကိုကင်ထားတယ်အဲ့လိုမျိုးလဲရတယ်เนาะဒါနံပါတ်9တစ်လုံးပါถือกင်ထားတာဖြစ်ပါတယ်နံပါတ်10တစ်လုံးကวางကကြတော့ချထားတာဖြစ်ပါတယ်ဥပမာวางของบนโต๊ะวางချထားတဲ့ของပစ္စည်းบนโต๊ะစပွဲပေါ်မှာเนาะวางของบนโต๊ะဆိုရင်စပွဲပေါ်မှာပစ္စည်းချထားတယ်ဒါနံပါတ်10တစ်လုံးပါวางချထားတာဖြစ်ပါတယ်နံပါတ်9တစ်လုံးက look ကကြတော့ထားတာဖြစ်ပါတယ်ထိုင်ရနေပြီးတော့ထားလိုက်တာမျိုးကို look လို့ပြောပါတယ်အဲ့ရကနေပြီးတော့ထားတင်လိုက်တာမျိုးကို look လို့ပြောတယ်เนาะဥပမာลุกขึ้นยืนဆိုရင်မတထရလို့ပြောတာဖြစ်ပါတယ်ยืนကမတရတာเนาะลุกขึ้นဆိုရင်ထပြီးတော့ရက်ခိုင်းတာลุกขึ้นยืนမတထရလို့ပြောတာဖြစ်တယ်เนาะဒါနံပါတ်9တစ်လုံးပါ look ဖြစ်ပါတယ်နံပါတ်10တစ်လုံးကကြတော့ก้มကကြတော့ငုတ်တာဖြစ်ပါတယ်ဥပမာကုန်းကတော့မြန်မာလိုနဲ့လည်းဆင်တယ်ပေါ့နော်မြန်မာလိုကုန်းပြီးတော့မှတခုကောက်တာမျိုးကိုထိုင်းလိုနဲ့လည်းကုန်းဆိုပြီးတော့ဇက်ပိတ်တယ်ထိုင်းလိုနဲ့နော်ဥပမာပြောရမယ်ဆိုရင်တော့ကုန်းเก็บของဆိုရင်ငုတ်ပြီးတော့ကုန်းပြီးတော့မှပစ္စည်းကောက်တာလို့ပြောတာဖြစ်တယ်ဒါနဲ့ပတ်10တလုံးပါကုန်းဖြစ်ပါတယ်ကုန်းတာပဲပေါ့နော်ငုတ်တာကုန်းတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကကျတော့29ရက်မြောက်နေ့အတွက်ထိုင်စကား10ခုဖြစ်ပါတယ်နောက်နေ့မှာနောက်ထပ်10လုံးနဲ့ပြန်ပြီးတော့တွေ့ကြမယ်နော်ဘိုင်ဘိုင်